မင်္ဂလာပါရှင်ချစ်ခင်ရတဲ့အင်္ဂါသားသမီးလေးတွေအတွက်2026ခုနှစ်မတ်လတလတာလုံးစာကံကြမ္မာဟောစာတမ်းကိုအသေးစိတ်ဟောကြားပေးမယ်နော်ဒီမတ်လဟာအင်္ဂါသားသမီးတွေအတွက်အတိုက်ခိုက်တွေကိုကြော်လွှားပြီးဇွဲလုံးလားကြောင့်အောင်မြင်မှုအသီးပွင့်တွေစုခူးရမယ်လားလို့ဆိုရမှာပါအင်္ဂါဂျိုဟာမိမိရဲ့ဇာတာခွင်မှာအင်အားကြီးမားနေတဲ့အတွက်စိတ်အားထက်သန်မှုတွေပြေဝနေပြီးဘလို့ခက်ခဲမျိုးကိုမဆိုရင်ဆိုင်ကြော်ဖြတ်နိုင်မဲ့ကာလပါပဲစီးပွားရေးနဲ့ငွေကြေးကန်စားတာစီးပွားရေးမှာတော့အိမ်ချမ်းမြေကားစက်ပစ္စည်းနဲ့တန်ကိုယ်တဲ့လုပ်ငန်းလုပ်ကင်သူတွေအထူးပဲအကျိုးမြတ်ရရှိပါလိမ့်မယ်ငွေကြေးကန်ကတော့ပင်ပန်းသလောက်ရမယ့်အနေအထားရှိပါတယ်အလကားနေရင်လက်ဝင်တာမျိုးထက်မိမိရဲ့စူးစမ်းအားထုတ်မှုကြောင့်ရရှိတဲ့ငွေကြေးကပိုများပါလိမ့်မယ်ဒါပေမဲ့တခုတတိထားရမှာကဒေါသရှေ့ထားပြီးဆုံးဖြတ်မိရင်ငွေဆုံးရှုံးတတ်ပါတယ်လလယ်ပိုင်းမှာမမျှော်လင့်ပဲငွေအစုလိုက်ပြုံလိုက်ဝင်လာတာမျိုးကြုံရတတ်ပါတယ်အချစ်ရေးနဲ့အိမ်ထောင်ရေးနှလုံးသားရေးရာမှာတော့အင်္ဂါသားသမီးတွေဟာဒီလမှာအနှဲငယ်စိတ်တူလွယ်နေတတ်ပါတယ်အပြိုလူပြိုလေးတွေဆိုရင်ချစ်သူနဲ့စကားများရတတ်ပြီးတယောက်နဲ့တယောက်အနိုင်မခံရှုံးမပေးဖြစ်နေတတ်ပါတယ်အိမ်ထောင်ရှင်တွေအတွက်ကတော့အိမ်ထောင်ဖက်ရဲ့ကျန်းမာရေးကိုအနှဲငယ်ဂရုစိုက်ပေးဖို့လိုပါတယ်အိမ်တွင်းရေးမှာတော့တဦးနဲ့တဦးအလျှော့ပေးဆက်ဆံမယ်ဆိုရင်အေးချမ်းချမ်းရှိနေမယ်လားပါပဲစိတ်အလိုမကျတာလေးတွေကိုထိန်းနိုင်ရင်တော့အလွန်ตายရတဲ့လဖြစ်မှာပါရှင်ကျန်းမာရေးနဲ့သတိပြုရန်ကျန်းမာရေးပိုင်းမှာတော့ခေါင်းမူးကောင်းကိုက်တာသွေးတိုးတာနဲ့အပူဒဏ်ကြောင့်ဖြစ်တဲ့ဝေဒနာလေးတွေကိုသတိထားရပါမယ်နေပူတဲ့အသွားလာများတာမျိုးရှောင်ပေးပါရှင်ဓာတ်ကကြေးလျှက်စစ်ပစ္စည်းတွေကင်တွယ်တဲ့အခါအထူးဂရုစိုက်ပါမတော်တဆထိခိုက်မှုလေးတွေရှိတတ်လို့ပါရှင်ခရီးသွားလာမယ်ဆိုရင်တော့အရှိတောင်ရက်ကိုသွားရင်လက်ရွှင်တက်ပေမဲ့ရန်နေရကိုတော့သတိထားပါရှင်နေ့ရက်အလိုက်ဆောင်ရန်ရှောင်ရန်များတနင်္ဂနွေနေ့တွေမှာတော့အနီရောင်ဝတ်ဆင်တာကိုဆောင်ပေးပါအောင်မြင်မှုရစေပါတယ်တနင်္လာနေ့တွေမှာတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့အလွန်ကောင်းပါတယ်အင်္ဂါနေ့ကတော့တည့်ရဲ့မွေးနေ့ဖြစ်လို့အရေးကြီးတဲ့ကိစ္စတွေအောင်မြင်မဲ့နေ့ပါပဲအဖြူရောင်ဝတ်ဆင်ပြီးအလုပ်သွားရင်ကံပိုကောင်းပါလိမ့်မယ်ဗုဒ္ဓဟူးနေ့မှာတော့ငွေဝင်ကိန်းရှိနေပါတယ်ရှင်ကြာသပတေးနေ့မှာတော့လူကြီးသူမတွေစီကသတင်းကောင်းကြားရတတ်ပါတယ်တောက်ကြနေ့မှာတော့အဝတ်အစားအသစ်တွေဝယ်တာမျိုးလက်ဆောင်ပေးတာမျိုးလုပ်ပေးရင်ကံပွင့်စေပါတယ်စနေနေ့မှာတော့ဘာသာရေးအလုပ်တွေပို့လုပ်ပေးပါအညံ့တွေပြေပြောက်ပါလိမ့်မယ်ပညာရေးနဲ့ဝန်ထမ်းရေးရာဝန်ထမ်းတွေအနေနဲ့အလုပ်ခွင်မှာတာဝန်သစ်တွေပိုရလာတတ်ပါတယ်ပင်ပန်းပေမဲ့တင်းရဲ့အရေးချင်းကိုအတိအမှတ်ပြုခံရမယ့်အချိန်ပါပဲပညာရေးပိုင်းမှာတော့အင်ဂျင်နီယာနည်းပညာနဲ့အားကစားဆိုင်ရာပညာရပ်တွေသင်ယူနေသူတွေအထူးပဲထူးချွန်မဲ့လာဖြစ်ပါတယ်ကံပွင့်စေမဲ့ရတာမတ်လအတွင်းမှာကြုံတွေ့ရမယ့်အညံ့တွေပြေပြောက်ပြီးကံပွင့်လက်ပွင့်ဖြစ်စေဖို့အတွက်အင်္ဂါနေ့တိုင်းမှာဖျားရှင်ကိုဇော်စိမ်းရှစ်ညွန့်ကတ်လူပေးပါရှင်ပြီးတော့နွမ်းပါတဲ့လူမမာတွေကိုစေဝါဒါနပြုပေးပါဒီလိုလုပ်ပေးခြင်းအပြင်တင့်ရဲ့ဘဝမှာအခက်ခဲတွေကျော်လွှားနိုင်ပြီးအောင်မြင်မှုတွေရရှိလာမှာဖြစ်ပါတယ်ကံကောင်းစေမဲ့ကဏ္ဍလေးတွေကတော့3ကဏ္ဍ6ကဏ္ဍနဲ့9ကဏ္ဍတို့ဖြစ်ပါတယ်အကျိုးပေးအယောင်ကတော့အနီရောင်ပန်းရောင်နဲ့အစိမ်းရောင်တို့ဖြစ်ပါတယ်အင်္ဂါသားသမီးများအားလုံးဘေးအန္တရာယ်ကင်းဝေးပြီးလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ဆရာမကဆုတောင်းပေးလိုက်ပါတယ်ခုဟောပေးတာတွေအပြင်တခြားဘာတွေများထပ်ပြီးသိကျင်သေးလဲရှင်ဥပမာဒီလထဲမှာရှောင်ရမယ့်ရက်ရာစာပြဿနာရက်တွေကိုရောအသေးစိတ်ထပ်တွက်ပေးပါမယ်